Hello everyone မိပဲပါရှင်ဒီနေ့ကမိပဲကအဓိက ASMR keyboard ထားပါလေးကိုခုံပြမှာပါရှင် Okay လက်ခဲ့ကြည့်ပြပါအောင်ရှင် Okay တော့မယ်ခုံပါမယ်အခုမိပဲကအခုမှစပြီးတော့ဗီဒီယိုတင်တာဆိုအားပေးပါအောင်ရှင်ဒီညတော့နည်းနည်းခက်ပါ Okay မိပဲကဖုန်းနဲ့ဆိုတော့လေနည်းနည်းတော့ဟိုသွားတဲ့ပုံစံလေးပေါ်တယ်ပေါ့နော်လည်းနည်းလို့ဆိုဘယ်ခုံပါမယ်အော်ငါလေးအရင်ရှိအောင်မတွေ့ဘူးတော့မိဘကထားခဏတော့ကြာတော့နော်โอเคတော့မယ်ဟာဘူးမလို့မရှိသေးရှင်းနေတော့အောင်ပါโอเคဟာအော်တော်အချင်းရောက်တာပဲโอเคငါနောက်ထောက်သွားမယ်โอเคကိုလေးကနေသွားမယ်ငါဒီထောက်ကတော့သူ့လေဒီချီပြီးတော့အောက်ကိုဆွတ်ချအောင်ပါဟာသွားပါပြီဟဲ့ရိုက်လေးရိုက်လို့ရတယ်နော်ရိုက်ချင်လေးရိုက်မယ်ဟာโอเคတော့မယ်အမြခုံးမယ်โอเคအလင်းနဲ့နေထိငါတိတ်နေမယ်ဟာဟိုကောင်ရှိသေးရဲ့ဟေးဘယ်လိုလုပ်ရင်ကောင်းမလဲငါပေါက်ဘာလဲပေါက်ဟို7မိနစ်ဟို7မိနစ်ဟို22မိနစ်ဟိုကတော့အမြင်နဲ့တော့ငါလည်းအမြင်နဲ့သွားအောင်ပါဟာနဲ့ဟိုနင်းနေလေโอเคငါလည်းတမန်ငါအောက်ကြပါမှာโอเคတော့မယ်တော့မြန်တော့အလင်းနဲ့တော့ပါပြီထည့်သွားပြီထည့်အောင်ဟေးဟိုအမြင်ခုံမဖြစ်မယ်โอเคပြုတ်ကြတော့မှာပဲโอเคရပြီဒီကဟာလေးရမေပဲဘာလို့ခုံတက်တာလဲဆိုတော့မေပဲကခုံးပြမရဘူးမေပဲအမာကန်ရွာလေးအဲ့တော့ကလောက်ပုံစံလေးကိုနှိပ်ပြီးခုံကြည့်ရတယ်ဆိုလို့ပေါ့နော်โอเคမေမြင်သွားပါမယ်အမလေးပြုတ်ကြတော့မယ်လေဒါခတ်တော့တော့ပြီးပြုတ်ကြပါပြီโอเคကျုံရလည်းလက်တက်နေလိုက်သေးငါနောက်ဆိုပြီးသူများတွေအချစ်ရုံသူများတွေအချင်းမြုပ်ပြီးငါပဲရှုံးမှမသိဘသူလာမလဲဘူးမလည်းမလာဘူးတော့တန်ဆိုးလိုက်တာဟဲ့လာပါတော့အမလီတော့ဘယ်ငါဒါလေးနှိပ်ထားအောင်โอเคဟာလင်းညာလည်းသွားပြီဘူးမြောက်နိုင်ကြမှာပဲဆိုကိုတော့တေးလိုက်တော့ပြကိုစမိုရိုက်ရှိမှာပဲပတ်စံတော့ရောโอเคခုံရောက်ပြီယေဖူပတ်စံတော့ရပြီโอเคဒါလေးခုံအမလေးပြောက်တယ်တော့โอเคအမြန်ခုံမှာပဲနစ်မြန်တော့ရတော့ငါဘလို့ပြုတ်သွားလဲမသိဟိုကြီးလည်းနေမထားပါโอเคအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်ချစ်ပါတယ်နော်